အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မိတ်ဆက်ပေးမယ့်ကားလေးကတော့ Carry ကနေထွက်ရှိထားတဲ့ Double Cab ဆိုတဲ့ဒီ Pickup ကားလေးပဲဖြစ်ပါတယ်ဒီကားလေးရဲ့ engine power ကတော့ 1300cc engine နဲ့လာတယ်ပေါ့နော်အတွင်းကမှဆိုရင်တော့ဒီပေါ့နော် gear ကတော့ကျွန်တော်တို့ manual gear နဲ့လာတယ်ပြီးရင်တော့ဒီက power steering ပါတယ်ပြီးရင် AC ပါတယ်ပေါ့နော်ပြီးရင်တော့ FM ပါတယ်ပေါ့နော်ဆိုတော့ဒီ Pickup တစ်စီးမှာတော့ဒါကတော့တော်တော်လေးစုံစုံလင်လင်ပါတာကိုတွေ့ရတယ်ဆိုပြီးရင်ဒီအနောက်သူ့ရဲ့အရှည်ရပေါ့နော်သူ့ရဲ့အရှည်ရဆိုရင်ဒီ6ပေကျော်ရှိတယ်ပြီးရင်ဒီအလျားကတော့ကျွန်တော်တို့9ပေပေါ့နော်9ပေရှိတယ်ဆိုတော့ပစ္စည်းလဲအတော်အသင်းထဲလို့ရတယ်ဗျာဟောချက်ဝုန်းပစ္စည်းထဲလို့ရတယ်ဆိုတော့ဒါဘက်ကဆိုတော့ကျွန်တော်နောက်ခံမှာဆိုရင်လည်း6ယောက်ချိထိုင်လို့ရတယ်ကျွန်တော်ခန္ဓာကိုယ်နဲ့ဆိုရင်ကျွန်တော်3ယောက်လောက်ထိုင်လို့ရတယ်ဒေတာတစ်ခုလည်းကျဲတယ် Heron လည်းကျဲတယ်ဆိုတော့ဒီကားကတော်တော်လေးကိုဒီလုပ်ငန်းမဲ့သုံးမလားလုပ်ငန်းသုံးမှာကျွန်တော်တို့ပေါ့နော်ဥပမာ ferry ကားမျိုးသုံးမြန်လားပေါ့နော်ဥပမာចောင်းကားတချို့ဆိုရင်ចောင်းကားလည်းသုံးတယ်ဗျာtrain ထဲမှာကိုကျွန်တော်တို့9ယောက်လောက်ထိုင်လို့ရတယ်ဗျာပစ္စည်းဆိုရင်လည်းအနောက်ကဒီနောက်မှာထည့်လို့ရတယ်ပေါ့နော်ဆိုတော့တော်တော်လေးကိုလုပ်ငန်းသုံးအတွက်ကောဒီလုပ်ငန်းဘယ်လိုပြောမလဲဗျာလုပ်ငန်းသုံးကြီးတီးတယ်မဟုတ်ဘူးပေါ့နော်ဆိုတော့အိမ်စီးလုပ်ငန်းသုံး2မျိုးသုံးလို့ရတယ်ပေါ့နော်ဆိုတော့ဒီကားလေးရဲ့ဈေးနှုန်းကတော့ကျွန်တော်တို့915သိန်းအပီးစီးဈေးဖြစ်ပါတယ်ရန်ကုန်လိုင်းဖင်ရပါတယ်တော့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်အောက်ဖော်ပြပါဖုန်းနံပါတ်တွေမှာအသေးစိတ်ဆက်သွယ်ဆောင်ရွက်မေးမြန်းနိုင်ပါတယ်ချက်ပေါက်မှာလည်းအသေးစိတ်ဆက်သွယ်ဆောင်ရွက်မေးမြန်းနိုင်ပါတယ်တော့ကြည့်ရှုပေးသူအားလုံးကျေးဇူးတင်ပါတယ်